9 နှစ် 6 နှစ်လောက်မှတွေ့ခဲ့တဲ့အမျိုးသားနဲ့ပြဿနာကြလည်းအမျိုးမျိုးဖြစ်တဲ့ခါကျတော့နောက်ဆုံးသူလမ်းခွဲဖို့ပြောတယ်သူမောက်နေမျိုးစုံနဲ့ချိန်ချောက်တယ်မိုင်အတန်းဝိုင်းမှာမကောင်းတဲ့အဲ့လို site တွေမှာလူနေခဲ့တဲ့ပုံတင်ပြီးမဖုန်းနံပါတ်တင်တယ်ဒီနေ့ခါမှာအမစီကိုဖုန်းပေါင်းများစွာရှောက်လာတယ်ဘယ်လောက်လဲပေါ့နော်လူနေလို့ရမလားဘယ်နည်းကြိုက်လဲဆိုတော့နည်းမျိုးစုံပေါ့yes ခန့်ရောက်သေးတယ်အများကဘာဖြစ်လို့တပ်ပုံတွေတွဲရိုက်ခဲ့ရတော့နဲ့အဲ့လိုတွဲရိုက်ခဲ့မှတော့ဒီလိုဖြစ်ပြီပေါ့တနေ့ email ဝင်มาကိုကြောက်ရတယ် email တွေဝင်လာမယ်ဘယ်နေ့ဘယ်သူဟာငါ့ကိုဘာတွေပြောမလဲဒီဥစ္စာကို2 နှစ်တီမှရင်ဆိုင်ခဲ့ရတယ်မောင်အရန်ချစ်လို့ဖြစ်တယ်ဆိုတာထက်အခန့်ချင်းစိတ်ပေါ့နော်မိမတယောက်ကပြတ်နိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်